တိတ်မကြခင်မှာဇူလိုင်လ1ထဲကိုရောက်ရှိတော့မှာဖြစ်လို့တင်းစီကိုပျော်ရွှင်စရာငွေကြေးကန်တွေနဲ့စိတ်ချမ်းမြေ့စရာဆက်ဆံရေးကောင်းတွေဝင်ရောက်လာဖို့ရှိနေပါတယ်မိတ်ဆွေတို့အနေနဲ့ဒါတွေကိုဝမ်းသာအားရလက်ခံပေးဖို့ပဲလိုအပ်ပါတယ်ဘယ်လိုမျိုးအစဉ်သင့်ပြင်ဆင်ပြီးတော့လက်ခံရမယ်ဆိုတာကိုဒီကတ်လေးတွေကနေတဆင့်လမ်းညွှန်ချက်ပေးသွားမှာဖြစ်ပါတယ်ခင်ဗျာမိတ်ဆွေတို့အနေနဲ့ရှေ့မှာရှိတဲ့ကတ်3ခုတွေကတစ်ခုခုကိုစိတ်အာရုံစူးစိုက်ပြီးတော့မှရွေးချယ်ပေးပါခင်ဗျာရွေးချယ်ဖို့အတွက်အချိန်5စက္ကန့်ပေးပါမယ်မိတ်ဆွေတို့အနေနဲ့ကျွန်တော် channel လေးကို follow မလုပ်ရသေးဘူးဆိုရင်လည်း follow လုပ်ခဲ့ပေးပါအောင်ခင်ဗျာအခုဆိုရင်တော့ရွေးချယ်လို့ပြီးပြီထင်ပါတယ်ပထမဆုံးကတ်ကိုရွေးချယ်ခဲ့တဲ့သူအတွက်ဖတ်ပြပေးပါမယ်ဒီကတ်ကတော့801ဒုတ်ရှိချောင်းကတ်ဖြစ်ပါတယ်အရှိန်အဟုန်နဲ့ဝင်ရောက်လာမဲ့အပြောင်းအလဲတွေကိုဖော်ပြပါတယ်ဒီကတ်ကိုရွေးချယ်ခဲ့တဲ့သူတွေဟာဇူလိုင်လထဲမှာငွေကြေးနဲ့ပတ်သက်ပြီးတော့မှအဆင်ပြေမှုတွေဇက်တိုက်ဝင်လာဖို့ရှိပါတယ်။ဆောင်းတိုင်းနေတဲ့အကျွေးတွေပြန်ရတာပိတ်ဆို့နေတဲ့ငွေလမ်းကြောင်းတွေပွင့်သွားတာမျိုးဖြစ်တတ်ပါတယ်။အထူးသဖြင့် online လုပ်ငန်းလုပ်သူတွေဆက်သွယ်ရေးအဝေးကိစ္စကနေပြီးတော့မှဝင်ဖို့ရှိနေပြီးတော့ငွေဝင်မဲ့အချိန်ကတော်တော်လေးမြန်ဆန်မှာဖြစ်ပါတယ်ခင်ဗျာ။တင်းရဲ့ relationship မှာလည်းအေးဆက်နေတဲ့အခြေအနေတွေရှိခဲ့တယ်ဆိုရင်ရုတ်တရက်ပြန်လဲနှွေးထွေးလာတာမျိုးကြုံရပါမယ်။ချစ်သူမရှိသေးတဲ့သူဆိုလို့ရှိရင်လည်းအဝေးကနေပဲဖြစ်ဖြစ် online ကနေဖြစ်ဖြစ်ကိုနဲ့စကားပြောလို့အဆင်ပြေမဲ့သူရုတ်တရက်ပေါ်ထွက်လာတတ်ပါတယ်။သတင်းစကားကောင်းတွေကမ်းလှမ်းမှုတွေလည်းအလင်းအမြန်ရောက်ရှိလာမဲ့လဖြစ်ပါတယ်ခင်ဗျာ။တဲ့အနေနဲ့ဒီအခွင့်အလမ်းတွေကိုဘယ်လိုလက်ခံရမလဲဆိုလို့ရှိရင်မြန်ဆန်ဝင်လာမှာဖြစ်လို့တွေးဝေမနေဘဲနဲ့ချက်ချင်းဆုံးဖြတ်ချက်ချပြီးတော့လက်ခံရမှာဖြစ်ပါတယ်ခင်ဗျာ။ကိုယ့်စီကိုရောက်လာမဲ့သတင်းစကားတွေကိုတေချာဂရုစိုက်နားထောင်ရမှာဖြစ်ပါတယ်။ဒီနေရာမှာငါတကယ်ရောလုံနိုင်ပါမလားဆိုတဲ့တန်တရားစိတ်ကိုမထားဖို့အတွက်အင်မတန်မှအရေးကြီးပါတယ်ခင်ဗျာဒုတိယကတ်ကိုရွေးချယ်ခဲ့တဲ့သူအတွက်ဖတ်ပြပေးပါမယ်ဒီကတ်ကတော့ Fire or Sword ဆိုတဲ့ဓာတ်ငါးလက်ကတ်ဖြစ်ပါတယ်ဒီကတ်ကိုကြည့်မယ်ဆိုရင်တော့ငွေကြေးဝင်ဖို့ရှိပါတယ်ဒါပေမဲ့ဒီငွေဟာအပြိုင်အဆိုင်တွေကြားထဲကနေရုန်းကန်ပြီးတော့ရလာတာမျိုးကိုယ့်ရဲ့စွမ်းဆောင်ရည်ကိုတက်တည်ပြပြီးမှရလာတာမျိုးဖြစ်ပါလိမ့်မယ်ငွေကြေးနဲ့ပတ်သက်ပြီးတော့မှသူတစ်ပါးနဲ့သဘောထားကွဲလဲတာမျိုးရှိနေနိုင်ပေမဲ့ကိုယ့်ဘက်ကစိတ်အေးထားလို့ရှိရင်ကိုရထိုက်တဲ့အကျိုးအမြတ်ကိုအပြည့်အဝရရှိမဲ့ကာလဖြစ်ပါတယ်တင်းရဲ့ဆက်ဆံရေးအကြောင်းပြောမယ်ဆိုရင်လေဒီကတ်ကတော့အနှဲငယ်သတိထားမယ်ကတ်ဖြစ်ပါတယ်ချစ်သူကြီးသားအိမ်အောင်ရေးကြားမှာငါနိုင်မှဖြစ်မယ်ဆိုတဲ့အတ္တတွေအငင်းပွားမှုတွေရှိခဲ့မယ်ဆိုရင်အဲ့ဒါတွေကိုရှော့ချပေးရမယ်အချိန်ဖြစ်ပါတယ်အချင်းချင်းနားလည်မှုပေးလိုက်တာနဲ့တပြိုင်နက်ပုံမနဲ့ဆိုင်ပြီးတော့ပျော်ရွှင်စရာကောင်းတဲ့ရလဒ်တွေပြန်လည်ရရှိမဲ့ကာလဖြစ်ပါတယ်တဲ့အနေနဲ့ဘာတွေလုပ်ရမလဲဘယ်လိုကောင်းကြီးတွေကိုလက်ခံယူရမလဲဆိုလို့ရှိရင်စိတ်ထဲကမကျေနပ်ချက်တွေအညှို့အတေးတွေကိုအရင်ဦးဆုံးလွှတ်ချရပါမယ်ခွင့်လွှတ်ခြင်းဆိုတာကိုလက်ကင်ထားလိုက်မယ်ဆိုလို့ရှိရင်ကံကောင်းခြင်းတွေရောက်ရှိလာမှာဖြစ်ပါတယ်ဘယ်အရာမှမဆိုအနိုင်လိုစိတ်ငါပဲအမှန်ဖြစ်လို့စိတ်ကိုရှောင်ရှားရမှာဖြစ်ပါတယ်ပတ်ဝန်းကျင်နဲ့အငင်းပွားမှုတွေကိုလည်းရှောင်ရှားရမှာဖြစ်ပါတယ်ဒီလိုမျိုးတင့်ရဲ့စိတ်ကိုပြင်ဆင်လိုက်မယ်ဆိုလို့ရှိရင်ဇူလိုင်လထဲမှာအင်မတန်မှကံကောင်းတဲ့လတလဖြစ်လာပါလိမ့်မယ်ခင်ဗျာတတိယကတ်ကိုရွေးချယ်ခဲ့တဲ့သူအတွက်ဖတ်ပြပေးပါမယ်ဒီကတ်ကတော့ Ace of Pentacles ကျင်းကားတပြားကတ်ဖြစ်ပါတယ်အသစ်တဖန်စတင်ခြင်းနဲ့ရုပ်ထုပိုင်းဆိုင်ရာကောင်းကြီးလို့ပြောလို့ရပါတယ်ဒီကတ်ကတော့တားတော်ထဲမှာငွေကြေးအတွက်အကောင်းဆုံးကတ်တွေထဲမှာတစ်ခုအပါဝင်ဖြစ်ပါတယ်ငွေတုံးငွေခဲဝင်လာတာမျိုးလာသာတိုးတာမျိုးယာရုတက်တာမျိုးဒါမှမဟုတ်ရေရှည်အတွက်အကျိုးအမြတ်များမဲ့ယင်းနှီးမြှုပ်နှံမှုအခွင့်အလမ်းအသစ်အကြီးမားမားရရှိတတ်ပါတယ်ဇူလိုင်လဟာငွေကြေးကံအတောက်အပဆုံးအချိန်ဖြစ်လာပါတော့မယ်အခြေရေးအိမ်အောင်ရေးဆက်ဆံရေးမှာလည်းခိုင်မာတဲ့ရေရှည်တည်တတ်တဲ့ဆက်ဆံရေးကိုတွေ့နေရပါတယ်အခြေရေးမှာဆိုရင်အိမ်အောင်ပြုဖို့အထိဂရိကဝိပြုရတာမျိုးအနာဂတ်အတွက်လက်တွဲအစီအစဉ်ဆွဲရတာမျိုးဖြစ်တတ်ပြီးတော့လူမှုရေးမှာလည်းကိုယ့်ကိုတကယ်အကျိုးပြုမဲ့မိတ်ဆွေစစ်ဆရာကောင်းသမားကောင်းတွေနဲ့ကြုံတွေ့ရဖို့ရှိနေပါတယ်။တဲ့အနေနဲ့ဒီစကြဝဠာကကမ်းလှမ်းလိုက်တဲ့အခွင့်အရေးကိုကျေးဇူးတင်တတ်တဲ့စိတ်နဲ့အပြည့်အဝဝမ်းသာအားရလက်ခံပေးဖို့တော့လိုအပ်ပါတယ်။ရရှိလာတဲ့ကံကောင်းခြင်းတွေကိုအခြေခံပြီးတော့မှအနာဂတ်အတွက်ခိုင်မာတဲ့အုတ်မြစ်ချဖို့လိုအပ်ပါတယ်။ဒီနေရာမှာတစ်ခုမှတ်ထားရမှာကဒီဟာတွေဟာငါနဲ့ထိုက်တန်ရဲ့လားဆိုတဲ့တန်တရားစိတ်ကိုလုံးဝမထားဘဲနဲ့ဒါတွေဟာငါနဲ့ထိုက်တန်တယ်ဆိုတာကိုလုံးဝယုံကြည်စိတ်ထားရမှာဖြစ်ပါတယ်ဒီလိုမျိုးသင်ဟာယုံကြည်စိတ်နဲ့ဖြတ်သန်းမယ်ဆိုလို့ရှိရင်ဇူလိုင်လတလလုံးမှာကံကောင်းခြင်းတွေနဲ့အတူဖြတ်သန်းနိုင်မှာဖြစ်ပါတယ်ခင်ဗျာကျွန်တော်ရဲ့ channel လေးကို follow မလုပ်ရသေးတဲ့သူတွေအတွက် follow လုပ်ခဲ့ပေးဖို့တောင်းဆိုပါတယ်ခင်ဗျာ